အောင်ဆက်ဆိုနော်ဒီနေ့ဒီဘက်ပြီးပြီဆိုဖြစ်ပြီးတော့မှလောက်ရိုက်တာပေါ့နော်ဒီမှာမှောင်မလား ရတယ် ဟမ် ရတယ် ဟိုကနေ လေး ထိုး တင် နေ ရ တယ်ဟမ် လေးတင်ပြီးရတယ် ဟိုနားလောက်ကရိုက်ရင်ရတယ်နော်ဒူလည်းဒီလူလောက်ထားမယ် ရတယ်ဖုန်းရပြီ ဟိုဘက်နား ဗီဒီယိုရမှာတော့ဓာတ်ပုံတော့ ဗီဒီယိုဟိုနေရောင်နဲ့ရရလား ရတယ်ဗျ တော့မောင်နေဟဲ့ဩကာက ဩကာလ ဩကာယာမိဖ ဆရာမိဘ အနန္တောအနန္တ နန္ဒောနန္ဒ ငါးပါးတို့အား အာဘာဒုအာ ဘုရားတပည့်တော် ဘုရားတပည့်တော် ယူသည်မြတ်တို့ လူဒီနန်တို့ လက်ဥမိုး၍ သောအမှု၏ရှိခိုးပါ၏ ရှိခိုးပါ ကတော့ပါ၏ ရောပါ အဟံဗန္တိ အံပန်းဒီ ဣတရဏိနမဟာ ဣတိရိနာကဟ ယင်စတိယံ ဣဇာတိလံ သမာဓိယာမိ သမာဓိယာမိ ဘုရားတပည့်တော်သည် ဘုရားတပည့်တော်သည် ယတနာမြတ်သုံးပါး ယန္နာနဲ့သုံးပါဥ ဥထိတ်ထား ဒိဋ္ဌာယ ၍သူ့အသက်လဲ သူ့အတယ်လေ မတတ်ဖဲ မတတ်ပဲ စိတ်ဆွဲရှောင်ကြပါ၏ဘုရား သိသိဆောင်နေပါရဲ့ သူ့ဥစ္စာလဲ သူ့ဥစ္စာလေ မခိုးပဲ ခိုးပဲ စိတ်ဆွဲရှောင်ကြပါ၏ဘုရား သိဆွေးဆောင်နေဆောင်နေပါရဲ့ ကာမဂုဏ်လဲ ကာမဂုဏ်လေ မမှားပဲ မမှားပဲ စိတ်ဆွဲရှောင်ကြပါ၏ဘုရား စိတ်ဆွဲရောက်ရင်ပါရဲ့ မမှန်လဲ မဟုတ်မမှန်လဲ မပြောပဲ မပြောပဲ စိတ်ဆွဲရှောင်ကြပါ၏ဘုရား စိတ်ဆွဲရှောင်ရင်ပါဖေဟာ မူရစေးလဲ မူရင်စေးလဲ မသုံးဆွဲ မသုံးဆွဲ စိတ်ဆွဲရှောင်ကြပါ၏ဘုရား စိတ်ဆွဲရှောင်ရင်ပါဖေဟာ ဤသို့အားဖြင့် ဤသို့အားဖြင့် တရဏဂုံတီလ တဏ္ဍကုံသီလ အတိတ်တဖန် အတိတ်တဖန် ပြည့်စုံစေပြီးလေ ပြည့်စုံစေပြီးလျင် သတ္တမတီရကို တရမတိတိကို သာသနာရိပ်တာ သာသနာရိပ်တာ ဖျားမှုရှိသော ဖျားမှုရှိသော သံဃာတော် တန်ဃာတော် အရှင်မြတ်တို့အား အရှင်မြတ်တို့အား ရည်မှန်းထားသည့်အတိုင်း ရည်မှန်းထားသည့်အတိုင်း ဆွမ်းသင်္ကန်း စွမ်းသင်္ကန်း ကြောင်းဆေး ကြောင်းစီ ပစ္စည်းလေးပါးတို့ကို ပစ္စည်းလေးပါးတို့ကို သရာကြည်ပြု တရားကြည်ပြု ဝမ်းမြောက်ဝမ်းသာ ဝမ်းမြောက်ဝမ်းသာ ဆရာတော်ဘုရားဤ ဆရာတော်ဘုရား၏ မွေးနေ့ကာလ မွေးနေ့ကာလ ၌သရာကြည်ပြု ၌တရားကြည်ပြု လူရန်ဆက်ကပ်ပါ၏ဗျာ လူရန်ဆက်ကပ်ပါ၏ဖေဟာ ဤကောင်းမှုတို့ကြောင့် ဤကောင်းမှုတို့ကြောင့် ဖျားတပည့်တော်သည် ဖရာတပည့်တော်သည် ယနေ့မှစ၍ ယနေ့မှစ အ ၍ သက်ရာကျော် အသက်ရာကျော် ရှည်သည့်တိုင်အောင် ရှေးသည့်တိုင်အောင် ကိုယ်လည်းကျမ်းမှာ ကိုယ်လည်းကျမ်းမာ စိတ်လည်းချမ်းသာစွာဖြင့် စိတ်လည်းချမ်းသာစွာဖြင့် အလိုရှိအပ် အလိုရှိအပ် ကောင်းမြတ်သော ကောင်းမြတ်သော လောကုတ္တရာ လောကီလောကုတ္တရာ ကျက်တရီမင်္ဂလာ ကျက်တရီမင်္ဂလာ သီဝဥစ္စာ စီးပွားဥစ္စာ ယတနာတို့နှင့် ယတနာတို့နှင့် တနေ့တစ်မျိုး တနေ့တစ်မျိုး တိုးတက်ပြည့်စုံနိုင်ပြီလင် တိုးတက်ပြည့်စုံနိုင်ပြီးလျင် သုံးဆောင်ခံစားနိုင်ပြီလင် သုံးဆောင်ခံစားနိုင်ပြီးလျင် သာသနာတော်ဤ သာသနာတော်ဤ အမွေနှစ်ဖြစ်သော အမွေနှင့်ဖြစ်သော မဲ့ချမ်းသာ မချမ်းသာ ကိုချမ်းသာ ကိုချမ်းသာ နိဗ္ဗာန်ချမ်းသာမြတ်ကို နိဗ္ဗာန်ချမ်းသာမြတ်ကို လင်မြန်သောအတိညာ မြင်မြန်သောအတိညာဏ် လွယ်ကူသော လွယ်ကူသော အကျင့်မျိုးဖြင့် အကျင့်မျိုးဖြင့် လင်မြန်စွာ လျင်မြန်စွာ နိဗ္ဗာန်ကို နိဗ္ဗာန်ကို မျက်မှောက်ပြုရပါသည် မျက်မှောက်ပြုလိုက်ပါလို ယ ၏ နေ့ယခု ယနေ့ယခု ခရာတပည့်တော် ဖရာတပည့်တော် ကိုယ်တိုင်ကိုယ်ကြ ကိုယ်တိုင်ကိုယ်ကြ ရိုးရိုးသေးသေး ရိုးရိုးသေးသေး လူတိုင်းရသော လှူဒန်းရသော သာသနာတော်ကို သာသနာတော်ကို ချီးမြှောက်ထောက်ပံ့ရသော ချီးမြှောက်ထောက်ပံ့ရသော ဤကုသိုလ်ဒါန ဤကုသိုလ်ဒါန အဖို့ဘာကကို အဖိုးဘာရကို မိခင်ဖခင် မိခင်ဖခင် အဖိုးအဖွား အဖိုးအဖွား ညီကိုမောင်နှမ ညီကိုမောင်နှမ မိတ်ဆွေသင်္ဃဟ မိတ်ဆွေတင်သဟ မြင်အပ်မမြင်အပ် မြင်အပ်မမြင်အပ် ဝိနည်းတတ္တဝါပေါင်းတို့အား ဝိနည်းတတ္တဝါအပေါင်းတို့အား တပည့်တော်များ တပည့်တော်များ မိသားစုဤ မိသားစု၏ ကုသိုလ်ဒါန ကုသိုလ်ဒါန အဖို့ဘာကကို အဖိုးဘာကကို အမြပေးဝေပါကုန်၏ အမြပေးဝေပါကုန် အ ၏ မြပေးဝေပါကုန်၏ အမြပေးဝေပါကုန် အ ၏ မြပေးဝေပါကုန်၏ အမြပေးဝေပါကုန် ၏ တပည့်တော်လူများနှင့်ထပ်တူ တပည့်တော်များနှင့်ထပ်တူ အမြရ၍ အမြရ ချမ်းသာကြသည် ၍ချမ်းသာကြသည် ဝမ်းသာကြသည် ဝမ်းသာကြသည် ဖြစ်ကြပါစေကုန်သော ဖြစ်ကြပါစေကုန်သော ကုသိုလ် ကုသိုလ်အမြအမြယူတော်မူကြပါကုန်သောသာဓုသာဓု
သာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓု ကဲသက်ရှိကြောင်းမှာဘုန်းကြီးကသာသနာပြုနိုင်ပါစေသက်ရှိကြောင်းမှာဘုန်းကြီးကသာသနာပြုနိုင်ပါစေသက်ရှိကြောင်းမှာဘုန်းကြီးကသာသနာပြုနိုင်ကြပါစေ ပြည့်တဲ့သူနဲ့ပြပါသေးဗျာ အောင်မြင်ပြီးတော့ပါပြီကိုကမနဲ့ကြမှာလိုင်းနဲ့တခါလေးလာဆိုတော့